အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါအောင်နော်ကျွန်တော်ဒီနေ့မနေ့မှာတော့ကျွန်တော်တို့31ထွက်တယ်ညနေမှာတော့ကျွန်တော်တို့68ထွက်တယ်အဲဆိုတော့ကျွန်တော်တို့ဒီမထွက်တဲ့ကဏ္ဍတွေပေါ့နော်မထွက်တဲ့ကဏ္ဍတွေကဒီပြန်ကဏ္ဍတွေပေါ့နော်ပြန်ကဏ္ဍတွေကလောလောဆယ်မထွက်သေးဘူးဆိုတာကမနေ့ပြန်တော့ကိုကျွန်တော် break အတိကပေါ့နော် main break နဲ့ two break ပေါ့ကျွန်တော်ဒီ break နှလုံးလေးပဲတနေ့ကစားတော့မှာပေါ့နော်ဘာလို့ဆိုတော့သူကလောလောဆယ်ဒီ၈ချိန်မှာ break 3လုံးနဲ့ဆိုတော့ဒါပြောမှဆိုတကယ် break လိုက်တဲ့လူတွေကျရင်ဒီတစ်ဖက်ကလုံးလုံးအဆင်မပြေဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကမနေ့ပြန်တော့ break ကိုကျွန်တော်တို့ power ချိန်ပြီးမှပဲတစ်ချက်ကြည့်မယ်ဥပမာပေါ့နော်1 break ဆိုရင်လည်း1 power 6 break ဒီလိုပုံစံလေးနဲ့ပဲကျွန်တော်တို့တွားရမယ်ပေါ့နော်အဲ့ဆိုကျွန်တော်မနေ့ပြန်နေ့တိုင်းထိုးဝက်လေးအတွက်ကိုကျွန်တော်အရင်ကြည့်လိုက်မယ်ပေါ့နော်ပြီးမှလွဲတဲ့ဟာတွေကျွန်တော်နောက်မှကြည့်မယ်ဒီ4.8အခွင့်မှာလည်းပြောမယ်ဆိုကျွန်တော်လိုတယ်4.8အခွင့်မှာလည်းပြီးမှလိုတဲ့ဟာတွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်ဒီဟာကြီးကတော့ကျွန်တော်ထင်တာမြင်တာကြီးကိုကျွန်တော်ကိုယ်တိုင်ကလိုတာမပေးဖြစ်တာခွန်ဘူးထွက်တယ်86ခွန်ဘူး86ကြာပြီးတောက်ကြာဘာလို့လဲဆိုတော့ခါကျတော့ဒီအဲ့ဒီခွန်ဘူးဒဲကိုကြတော့ကျွန်တော်မပေးဘူးဒီမှာ68ထွက်ပြီး395 98 395 98 395 98 395ကိုကျွန်တော်ဒီနေ့ထိလိုက်တော့ဒါပြောပြတာ68ထွက်ပြီးတော့395ဒီလိုပေးတဲ့ကဏ္ဍကိုလိုက်တယ်ပေါ့နော်လောလောဆယ်ပေးတဲ့ကဏ္ဍခွန်ဘူးထွက်ပြီး68ခွန်ဘူးထွက်ပြီး68ဒီလိုကဏ္ဍကိုကြံနေခဲ့တယ်အဲ့ဆိုတော့ဟုတ်ပါပြီကျွန်တော်လွဲတဲ့ဟာတွေကနောက်မှကြည့်မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်လက်ပြန်အတွက်ကို break လေးကိုတစ်ချက်ကြည့်မယ်နေ့တိုင်းထိုးဝက်လေးနဲ့ပေါ့နော်ဒီခွန်ဘူးထွက်တဲ့ဒီလောလောဆယ်နှစ်ပင်မှာကနော်63ခွန်8ကကျွန်တော်တို့မပြတ်သေးတာဖြစ်တဲ့အတွက်ကိုမနေ့ပြန်ကို15နဲ့3ဘူးနှစ်ကွက်ကိုကစားမယ်ပေါ့နော်15နဲ့3ဘူးနှစ်ကွက်ကိုကစားမယ်ပြီးတော့ဒီ4-5ထွက်တဲ့ဆိုင်တယ်နော်ဒီမှာဆိုရင်ပြန်ကနေ9ဆင်းတယ်3-1-3-1ပေါ့နော်ဒီလိုလေးဆင်းတယ်ဒီလိုလေးဆင်းပြီးမှသူက3ညနေပြန်ဆင်းတာဖြစ်တဲ့အတွက်85ဆိုပြီးမှထပ်ပြီးမှဆင်းနိုင်တယ်အဲဆိုတော့ကျွန်တော်85တကွက်ကို main တင်ကစားမယ်ဒီ site လေးကဒါလာတယ်ပေါ့နော်ဒီမှာတော့3ည3ဆင်းတယ်ဒီမှာတော့ပြန်ကနေဆင်းပြီးမှ3ညနေဒီလိုလာဆင်းတာဖြစ်တဲ့အတွက်85ကို85လို့ကျွန်တော်တို့ကစားမယ်ပြီးတော့ဒီကွန်းကထွက်တဲ့ဆိုင်တွေကတော့ကျွန်တော်တို့အပင်ကြီးနည်းနည်းလေးဝေးတယ်အပင်ကြီးနည်းနည်းဝေးတယ်ဆိုပေမဲ့သူကဒီမှာနှစ်ခွန်ကသူတစ်ပတ်ရှေ့တစ်ပတ်ကဗုဒ္ဓဟူးညနေနှစ်ခွန်ကဒီမှာနှစ်ခွန်လို့စဉ်းစားပေးတယ်9နှစ်ကကျွန်တော်ဒီတစ်ပင်မှာနှစ်9လို့စဉ်းစားပေးတာဖြစ်တဲ့အတွက်ဒီမှာတစ်ခွန်အထောက်လေးနေပေါ့နော်တစ်3ညကဒီမှာ3ည1လို့တောက်ကြနေမှာဆင်းတယ်အဲဆိုတော့ကျွန်တော်ဒီမှာတစ်6နဲ့ခွန်8ကကျွန်တော်တစ်6နဲ့ခွန်8ကနှစ်ကွက်ရှိမယ်ပြီးတော့ဗောနော်ဒီ3ညခွန်ထွက်တဲ့ဆိုင်နဲ့ဒီမှာဆိုရင်နှစ်1 4ခွန်ဗောနော်နှစ်1 4ခွန်ကဒီမှာနှစ်1က3ညခွန်ရဲ့ရှေ့မထွက်ခင်အရင်ဆင်းတယ်ပြီးမှကျွန်တော်4ခွန်လိုက်တယ်ဒုတိယတစ်ပင်မှာလည်းဒီတိုင်းပဲဗောနော်48ပြီးမှသူကတစ်ကိုကနောက်မှလိုက်တယ်အဲဆိုတော့ကျွန်တော်ဒီတစ်ပင်မှာတော့လောလောဆယ်3ညခွန်ထွက်ပြီး52တခွက်ပဲသူကဆင်းနေတယ်ဒီ80ခွန်ကမဆင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်80ခွန်တစ်ခွက်ကိုကစားမယ်အဲဆိုတော့ကျွန်တော်တို့16နဲ့ခွန်8ပေါ့နော်ပြီးတော့ဒီ43ထွက်တဲ့ဆိုင်နဲ့လေသူကဒီမှာပေါ့နော်43ထွက်ပြီးရင်သူကနှစ်9လိုက်တယ်ပြီးရင်88လိုက်တယ်ဒီလိုပေါ့နော်ဒါရိုးရှင်းလေးဒီမှာဆိုလဲ43ထွက်ပြီးနှစ်9လိုက်တယ်88တစ်ခွက်ကလည်းလိုက်တယ်အဲ့လိုဖြစ်တဲ့အတွက်ကိုကျွန်တော်88တစ်ခွက်ကို main တင်ကစားမယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်88တစ်ခွက်ရှိမယ်ပြီးတော့ကျွန်တော် break ကိုတစ်ချက်ကြည့်တာเนาะ break ကိုတော့ကျွန်တော်တခြား site တွေနဲ့မသွားတော့ဘူးကျွန်တော်လောလောဆယ်ဖြစ်ပြီးနေနင့်ငါထွက်တဲ့ site နဲ့ဒီ site နဲ့ပဲသွားမယ်ပေါ့နော်ဘ
သူကနင့်ငါလို့ပုတ်ဖူးမနဲ့မှာထွက်ထားတဲ့ဆိုင်မှာသူကဘာအဓိကတော့လဲဆိုတဲ့ခါကျတော့နင့်ငါထွက်ပြီးရင်ဒီမှာ3ည break လိုက်တယ်ဒီမှာ3ည break 2ပုံမှာတော့3ည break မကြာထားပေဘူးဒီတစ်ပတ်မှာတော့ဒီပုံမှာ3ခွန်ဆိုတဲ့3ည break ကြာထားတယ်ဒါပေမဲ့နောက်တစ်ချိန်ထပ်လိုက်တယ်ဒီတစ်ပတ်ကလည်းအတူတူပဲပေါ့နော်သူ့ပုံမှာ3ည break မကြာသေးဘူးကျွန်တော်တို့ဒီမှာတောက်ချန်နေမှာ3ည break ထပ်ပြီးမှဆင်းနိုင်တယ်ဘာနင့်ငါနဲ့သူကအပေါ်အောက်နားမှာဆိုရင်သူကဒီမှာ3ခွန်တုံးတစ်ခွက်ကအမြဲရှိတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီမှာ3ည break ကအနည်းဆုံးတစ်ချိန်ကတော့ဆင်းနိုင်တယ်ပြီးတော့ခုနကကျွန်တော်ကြည့်တဲ့43ဆိုင်နဲ့ပေါ့နော်43ဆိုင်နဲ့မှာက43ထွက်ပြီးတော့သူကနင့်ငါထွက်တယ်သူနင့်ငါဗုဒ္ဓဘူးညံ့နေဖြစ်တဲ့အတွက်သူကတော့3ည break မဆင်းပြေတော့ဘူးကျန်တဲ့ချိန်မှာ5 break 88ဆိုတဲ့5 break ပဲဆင်းပြေသွားအဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ9 3ည break ကိုကျွန်တော်တို့ကပါဝါချိန်ပြီးမှကစားမယ်အဲ့ဆိုတော့ကျွန်တော်တို့ကစားရမှာက9 break ရယ်3ည break ရယ်ပေါ့နော်အဓိက main break ကတော့3ည break ကိုကစားမယ်သူရင်တစ်ပတ်မှာဆိုနေမှာခွန်လေးဒါတစ် break ပေါ့နော်6 တစ် break ဒီလိုလေးတွေကြာထားပေးတာဖြစ်တယ်အဲ့လိုလေးကြာထားပေးရဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဒီပြောမှဆိုထောက်လေးတစ် break တွေလာပြီးမှဒီမှာနင့်ငါဒီလိုလေးထောက်ထားပါတော့အဲ့ဆိုတော့ဒီ3ည break ကဆင်းနိုင်တာဖြစ်တဲ့အတွက်3ည break ကိုကျွန်တော်တို့ main ကစားမယ်ပေါ့နော်အဲ့ဆိုတော့မနေ့ပြန်နေတိုက်ထိုးဘွက်ကဒီကဒီမှာပေါ့နော် main မှာက85ရယ်8ခွန်ရယ်နှစ်ကွက်ကိုကျွန်တော် main တင်ကစားမယ်16တင်က3ဘူးကတော့ကျွန်တော်တို့ဒီဒါပြောမှဆိုတော့ဒုအနေနဲ့ပဲထိုးပေါ့နော်ဒါ break အနေနဲ့ကတော့ break ကတော့ပြောမှဆိုဒီတစ်ပတ်မှာကျွန်တော်တို့ကဒီ8ချိန်ထွက်တဲ့အချိန်မှာကျွန်တော်တို့ကအနည်းဆုံးပြောမှဆို break က3လုံးပဲဆင်းနေအနည်းဆုံး4လုံးလောက်တော့ဆင်းတင်တယ်ပေါ့နော်ဒါစိတ်ထင်ပြောပြတာသူ8ချိန်မှာ break က3လုံးပဲဆိုတော့ကျန်တဲ့ break တွေကတော့ဒါအများကြီးမဆင်းနိုင်တော့အဲ့ဆိုတော့ဒါပြောမှဆိုဒါကြားနိုင်ကြီးရှိတဲ့ break ကိုပေါ့နော်ကျွန်တော်အဓိကရွေးချယ်ထားအဲ့ဆိုတော့ main break ကိုကျွန်တော်အဓိကလိုက်မယ်5 break ကို2အနေနဲ့ကစားမယ်ပေါ့နော်ဒါကတော့ break လိုက်တဲ့လူတွေဆိုရင်ဒီဘက်ကလုံးအဆင်မပြေဘူးပေါ့နော်ပြီးတော့ကျွန်တော်မနေ့ကဆိုရင်ပြန်ကဏ္ဍကိုပေါ့နော်ကျွန်တော်အဓိက၄လုံးခွေပြီးမှတော့မှစိုက်နဲ့ကျွန်တော်ခွေပြီးပေးလိုက်သေးတယ်ဒါမဲ့ကျွန်တော်ဒီတစ်3ထွက်ပြီးတော့ကျွန်တော်သတိမထားမိတာပေါ့နော်တခုရှိတယ်သတိမထားမိရဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ကလန်ဒါကျွန်တော်အခုနောက်ပိုင်း2024နောက်ပိုင်းပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီပြန်ထည့်နေတာပေါ့နော်ကျွန်တော်ဖုန်းထဲမှာဒါကလန်ဒါအစ်စ်အခုမှရိုက်တုံးပေါ့နော်ဖုန်းထဲပြန်ထည့်တုံးဆိုတဲ့ခါကျတော့ကျွန်တော်သတိသွားထားမိတာပေါ့နော်ဖုန်းထဲရိုက်ရင်လည်းသတိထားမိတာဒါပေမဲ့ကိုကမစင်စားမိဘူးပေါ့နော်သူကဒီမှာကြည့်မယ်ဆိုရင်တစ်3ထွက်ပြီးရင်ကျွန်တော်က3တစ်ပြန်လိုက်တယ်ဒါကတော့ခဏကပြောမဆိုရင်တော့ရိုက်ကိုကခဏထဲတဲ့လူဆိုတော့ထဲ့နေနဲ့သတိထားမိတာပေါ့နော်တစ်3ထွက်ပြီးဒီမှာ3တစ်ဆိုတာပြန်လိုက်တယ်သူကပြန်ကဏ္ဍမှာကတစ်3ကသူကတကယ်ပြန်ကြပြောမှဆိုဆရာကြီးလို့လည်းတချို့ပြောကြတယ်သူကိုယ်တိုင်ကြရင်ကြဒီတစ်3ကသူကိုယ်တိုင်မကြရင်တခြားပြန်ကဏ္ဍကပြန်ကိုဆင်းတယ်ဒီလိုပုံစံမျိုးနဲ့တွားတယ်အဲ့မှာတစ်ချက်ကျွန်တော်လိုတယ်ကဏ္ဍထွက်ပြီးမှကျွန်တော်စဉ်းစားမိတယ်အဲ့ပြီးတော့ဒီကျွန်တော်တို့ဒီ4.8အခွင့်မှာဆိုရင်ကျွန်တော်ဘာကိုတွားပေးလဲဆိုရင်เนาะကျွန်တော်ဒီထားပေါ့ဒီ4.8အခွင့်မှာဆိုရင်ကျွန်တော်ဘာကိုအဓိကထားပြီးတွားပေးလဲဆိုတဲ့ခါကျတော့ဒီမှာเนาะဒီခွန်8ပါတဲ့ site နဲ့ဒီ site နဲ့လည်းကျွန်တော်မိတ်ဆွေတို့ပြဘူးလိမ့်မယ်ခွန်8ကခွန်8ကြာတစ်9ကတစ်9ကြာကျွန်တော်မနေ့ကနန်းကိုပဲတွားယူပြီးမှဒီ4ခွန်8လေးနဲ့ကျွန်တော်ခွေပြီးမှပေးလိုက်တယ်ညမနေ့ကနန်းယူမယ်ဆိုခွန်8နဲ့86ဒီမှာပေါ့နော်ဒါ86ဆိုတဲ့တစ်ခွက်ကကျွန်တော်လွတ်တယ်ဒါတော့မှန်ပါတယ်ဒီဘက်ကတော့85ကတော့ဒါမှန်ပါတယ်မွေးကပေါ့နော်သူကအစိုးရနဲ့ဒီ4 break ကကြာထားပြီဆိုတော့ဒီ68ကြီးက13လဲထွက်ပြီးဆိုတော့ဒီ68ကြီးကဒါမထင်တော့ဘူးလေနော်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ပြောလို့ဒီခွန်ဘူးထွက်တဲ့ site နဲ့လည်းကျွန်တော်နားရတယ်ပေါ့နော်ကျွန်တော်ပြောလို့ခွန်ဘူးထွက်ပြီးတော့86ဒီမှာ68ဒီလိုတွေဆင်းပေးတယ်
ပြီးတော့မနေ့4-5ထွက်တဲ့ဆိုင်နဲ့လဲကျွန်တော်တို့ကဒီပြန်ကနန်းကိုပဲတွားပြီးမှအာယုံရနေတာပေါ့နော်အာယုံရနေရမှာဒီမှာ4-5ထွက်ပြီးတော့ဒီမှာဆိုရင်လဲ3 break ကလိုက်တယ်ညနေ3 break ကနောက်ရက်မှာထပ်လိုက်တယ်4-9ကခွန်ချဒီမှာဆိုလဲပြန်ကနန်းပေါ့နော်ဒီမှာအာယုံမရဘူးပေါ့နော်တခြားပြန်ကနန်းကိုအာယုံရတယ်တစ်ဖက်တွင်ပြန်ကြမှာတော့မှဒီ1-3ကမပါလိုက်ဘူးဒီလိုတွေပေါ့နော်ပြီးတော့ဒီမှာဆိုရင်လည်းဒါစိုးစိုးနဲ့ရတင်တာပေါ့နော်3ညခွန်ထွက်တဲ့ဆိုင်ထဲမှာကျွန်တော်တို့ကအဲ့နေ့ကဆိုရင်လည်းပြန်ကနန်းကိုကျွန်တော်6-5တစ်ခွက်ထပ်ထည့်ပေးလိုက်သေးတယ်ပြောမှဆိုဒီ1-4ခွန်မှာဒီမှာ4ခွန်ခွန်4 1-9 5နှစ်5ဆိုတဲ့ကနန်းပြောမှဆိုဒါရွေးချယ်မှုတွေလွဲတယ်ပေါ့နော်ပြောမှဆိုရင်ဒါ site တွေကမီတင်းရတာနဲ့ဒါကျွန်တော်ဘက်ကလည်းတော်တော်လိုပါတယ်ဒီတစ်ဘက်ကအမှန်တိုင်းပြောဟိုမှန်ပါမိုင်းလောက်နည်းနည်းဒါအခွေနဲ့ပတ်သက်ပြီးအဆင်ပြေပါမှာပေါ့နော်ကျန်တာကတော့သိပြီးမှအဆင်မပြေဘူးဒီပြန်ကနန်းဆိုရင်လည်းဒီကျွန်တော်ဒီမှာပေါ့နော်အချိန်ကြီးကအများကြီးသူကအများဆုံးကြာပေးနေတာကနည်းနည်းစောတယ်ပေါ့နော်ကြာရင်းနေလောက်နောက်ဆုံးနေကြာထားပြီမနေ့ကနန်းမနေ့ပြန်ထွက်တဲ့ဆိုင်နေဆိုရင်လည်းကျွန်တော်ဒီမှာခုဒီကိုမစင်နေဘူးတောက်ကြနေကျွန်တော်တစ်ချိန်ပဲကြံတော့ဒါ site ကတော်တော်များများပြက်ပင်မရှိသေးဘူးเนาะဒါ frame နေစစ်ထားပေးတာကျွန်တော်အဲ့ဆိုတော့ကျွန်တော်မနေ့ပြန်ကိုကျွန်တော်အဓိက9-3 break လေးကိုပဲကျွန်တော်တို့ကစားမယ်ပေါ့เนาะပြီးတော့လာမယ့်ဘက်တော့ပေါ့เนาะဒါမိတ်ဆွေတို့ဒါ member ဝင်ခြင်းတဲ့လူရှိရင်ပေါ့เนาะဒါကတော့ကျွန်တော်ပြောလို့ကျွန်တော်တော့မြန်မာငွေ1000ကျပ်နဲ့ပေါ့เนาะဒီကျွန်တော်ဒါကတော့ကျွန်တော်ဖုန်းနံပါတ်ပေါ့เนาะ Viber ရော Telegram ရောရတယ်ခွန်ကို2044ခွန်ကိုဒါViber နဲ့ hi ငယ်လို့ရတယ် Telegram သုံးတဲ့လူဆိုရင် Telegram ပေါ့နော်အဓိကမမဝင်ကြတဲ့ဆိုတော့ဒီလင်းနဲ့ခွန်68လေးကအပေါ်ဖုန်းနံပါတ်ကဖုန်းခေါ်လို့မရပါဘူးเนาะဒါတူကတော့ K ပေးရမယ်ဒီအောက်ကတော့ဝေ့ပေးရမယ်ပေါ့နော်ဝေ့ရောဒီအောက်ကဝေ့ရမယ်ပြီးတော့ Viber နဲ့ Telegram ကိုဒီပြေစာပို့ပေးလို့ရအောင်เนาะဒါကတော့နောက်ပတ်တော့မမဝင်တဲ့လူကိုကျွန်တော်အဓိကထားပြောတာပါမမဝင်တော့ကျွန်တော်အဓိကပေါ့နော်ကျွန်တော်ပုံမှန်ပေးနေကြဒီလေးလုံးဝေရရင်လေးလုံးဝေပေါ့နော်သုံးလုံးဝေရရင်သုံးလုံးဝေဒါပေမဲ့ကျွန်တော်ပြောလို့စောကြနိုင်တဲ့အခွေတစ်ခွေကိုကျွန်တော်ပေးမယ်ပြီးတော့ break ကတော့တစ်လုံးပေါ့နော် break ကတစ်လုံးပေးမယ်ဒါပတ်တီးရရင်တော့ပတ်တီးပေးမယ်ပေါ့နော်ဒီပတ်ဆိုတော့ဒါ member တွေကျွန်တော်ပြောလို့ဒါအခွေပဲကစားတဲ့လူကြရင်တော့အဆင်ပြေရနော် break တစ်လုံးကတော့နည်းနည်းနောက်ကျတယ်အခွေဆိုရင်ဒါ2ကြိမ်တော့ရမယ်ပေါ့နော်1-3-5ရဲ့ကျွန်တော်1-50ရဲ့ပေါ့နော်ဒီပထမ၄လုံးဝေမှာလည်းရမယ်ဒါအခွေလိုက်တဲ့လူဒုတိယ၄လုံးဝေဒီပထမရက်မှာစောထက်ခဲ့တဲ့အတွက်ကိုကျွန်တော်အကြံတဲ့ရက်ကိုဒါတီးတန်းပေါ့နော်ကျွန်တော်စင်တာထားပြီးမှဒါမှပြောမယ်ဆိုရင်အခွေတစ်ခွေကျွန်တော်ထက်ရှာပေးတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တစ်ပတ်မှာတော့ဒီ၄လုံးဝေ2ခွေပေးတာတော့မဟုတ်ဘူးเนาะဒါကတော့ကျွန်တော် frame size မိမှကျွန်တော်ပေးလို့အဆင်ပြေတာပေါ့နော် frame size မမိဘဲနဲ့ရန်တိုင်းပေးလို့လည်းကျွန်တော်အဆင်မပြေဘူးပေါ့နော်မိတ်ဆွေတို့အတွက်လည်းအဆင်မပြေဘူးကျွန်တော်အတွက်လည်းအဆင်မပြေဘူးပေါ့နော်ဒါမှမဝင်နိုင်တဲ့လူကတော့ကျွန်တော်ပြောလို့ဒီတစ်ပတ်စာပေါ့နော်ကျွန်တော်တင်ပေးထားတဲ့တစ်ပတ်စာ၄လုံးဝေ3လုံးဝေကစားလို့ရတယ်၄လုံးဝေတွေကစားလို့ရအောင်ပေါ့နော် break တွေဒီတစ်ပတ်မှာဆိုရင်ကျွန်တော်တင်ပေးထားတဲ့ဒီ၄လုံးဝေဆိုရင်1-3လေးခွင်နော်တောက်ကြဘူးထွက်တာ1-3လေးခွင်ဆိုရင်ဒီတစ်ပတ်မှာလည်းကျွန်တော်ဒါ3ကြိမ်ကြာပါပြီအဲ့ဆိုတော့ဒါဘာပဲပြောတစ်ဖက်စာ၄လုံးဝေဆိုပေမဲ့လည်းအဆင်ပြေပါရဲ့เนาะအဲ့ဆိုတော့ကျွန်တော်မနေ့ပြန်နေ့အဓိက main break 3ည break ကိုလိုက်မယ်2 break က5 break ပေါ့เนาะဒါတော့နေ့တိုင်း2ခွက်ကဲမိတ်ဆွေတို့အပိတ်နေ့လေးလာကြပါစေเนาะကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့ရောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်